အားလုံးမင်္ဂလာပါကျွန်တော် ATI channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် ATI channel ရဆိုလို့ရှိရင်နေ့စဉ်နေ့တိုင်းတွန်လိုင်းရင်းနဲ့ပတ်သက်တဲ့သတင်းတူသတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာပါနေပြည်သူအကျိုးစီးပွားအတွက်ပြည်သူလူထုနဲ့နိုင်ငံတော်သူနိုင်ငံသားနိုင်ငံတော်ကြီးအတွက်ကောင်းကျိုးအဖျားဖျားကိုတဲဆောင်ကြိုးပမ်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အာဏာသိမ်းပြီးအုပ်ချုပ်နေတဲ့ဖွဲ့စည်းမဟုတ်ပါဘူးသူတို့ရဲ့အာဏာရှင်တစုလက်ဝဲကန်တစုကိုကျိုးစီးပွားကြီးထွားရှာဖွေခွင့်ရရှိရေးအတွက်နိုင်ငံတော်အာဏာကိုအထမသိမ်းပိုက်လူယူပြီးလက်နက်နဲ့ပြဓာမိုးအုပ်ချုပ်နေတဲ့မိစ္ဆာစေအုပ်စုဖြစ်ပါတယ်။ဒါကြောင့်မိစ္ဆာစေအုပ်စုအောက်မှာပြည်သူမြောက်များဟာသူတစ်ဖြင့်လူငယ်တုကြီးဟာနစ်နာဆုံးရှုံးမှုပေါင်းများစွာအသက်ခန္ဓာဘဝနာဂတ်ပျောက်ဆုံးမှုပေါင်းများစွာနဲ့အတိဒုက္ခရောက်နေကြပါတယ်။ဒီချိန်မှာပဲတဘာဝဘေးကြီးကကျွန်တော်တို့ပြည်သူပြည်သားတွေရဲ့ကံကြမ္မာလို့ပဲဆိုတီလပြက်လာလို့တီလမလုံခြုံကြလို့မိစ္ဆာအယူဝါဒတွေကျေပြန့်စွာထွန်းကားလာလို့တဘာဝကြီးကရှင်းလင်းတဲ့အနေနဲ့ပဲဆိုပေါ့ကျွန်တော်ငလင်ကြောင့်ထိခိုက်နေတာသွားတဲ့ပြည်သူအလုံးကိုသိမ်းကျုံပြီးတော့အပြစ်ဆိုတာမဟုတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့ရဝန်းကြီးလက်တလောဖြစ်နေတဲ့အခြေအနေတွေကိုလည်းကြားသိတွေ့မြင်ရမှာပါမိစ္ဆာအယူဝါဒတွေလွန်စွာထွန်းကားလာပြီးတော့ဒီဖက်စစ်အာဏာရှင်စနစ်ကိုအဟုတ်ကြီးမှတ်ပြီးတော့အာဏာရှင်စနစ်အမိပြုပြည်သူချင်းတွေးကွဲပြီးတော့ကိုကျိုးစီးပွားရှာစားလိုသူတွေရှိနေသေးလို့သာမင်းအောင်လှိုင်ရဲ့ဖက်စစ်စနစ်တည်တတ်နေတာမို့လို့ပါဆိုတော့ကျွန်တော်အခုဆက်ပြောချင်တာကဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ဆိုတာဟာပညာရှင်တွေကိုနေရာပေးပြီးပညာနဲ့အုပ်ချုပ်တဲ့အစုအဖွဲ့မဟုတ်ပါဘူးပညာရှင်တွေကိုမောင်းထုတ်ပညာရှင်တွေရဲ့အကြံပြုချက်ကိုလုံးဝလက်မခံပဲလူမိုက်တွေလူရန်ကားတွေလူဆိုးသွမ်းတွေလူလောဘဒီခက်ရှင်းရှင်းပြောရရင်အိတ်စားကာမဤသုံးဝကိုပဲတန်ဖိုးထားတဲ့လူတလိษံတွေစုဖွဲ့ပြီးတော့လက်နက်ကိုဗဟိုပြုတနက်ပြောင်းကထွက်တဲ့အာဏာနဲ့ပြည်သူတရားလုံးကိုရက်ဆက်စွာဖိနှိပ်ဖမ်းဆီးချုပ်နှောင်တပ်ဖြတ်ငါတို့အုပ်ချုပ်တာကိုနာခံမခံရင်တည်တံဆိုတဲ့ပုံနဲ့အတင်းအုပ်ချုပ်နေတာဖြစ်လို့ပညာမဲ့တွေရဲ့ဥဆောင်မှုအတိုင်းအရာရာဟာလွဲချော်မှားယွင်းခံရတော့ပြည်သူတရားလုံးအတိဒုက္ခလုံးရောက်ကြရတာဖြစ်ပါတယ်ပညာရှင်တွေကိုဆရာနာရှင်အဆက်ဆက်ကလုံးဝတန်ဖိုးမထားခဲ့ဘူးပြစ်ပယ်ခဲ့ကြတယ်ဆိုတဲ့အကြောင်းနဲ့လက်ရှိမင်းအွန်လိုင်းဖက်စစ်အုပ်စုအထဲမှာရှိတဲ့စစ်ခေါင်းဆောင်ငယ်လက်တွေရဲ့ရည်ချင်းအကြောင်းကိုကျွန်တော်နှိုင်းယှဉ်ပြီးဥပမာတချို့နဲ့တင်ပြခြင်းပါတယ်ပညာရှင်တွေဆိုတာနဲ့ပတ်သက်လို့ကျွန်တော်ဒီမနေ့ပဲဖတ်ဖြစ်တဲ့ကျွန်တော်လေးစားရတဲ့ရေချောင်းသိပ္ပံပညာရှင်ကြီးဆရာဦးခမောင်ဦးသူအမေရိကမှာနေပါတယ်သူတင်ထားတဲ့ post လေးကိုကျွန်တော်ဒီမနေ့ဖတ်လိုက်ရပါတယ်ချိန်လူပြီးတော့ဖတ်လိုက်ရတော့သူတွေ့ကြုံတွေကိုသူရေးပြထားပါတယ်1980ကျော်ကာလကလေးကသူဟာရေချောင်းသိပ္ပံမှာဂတိကအဖြစ်နဲ့လစာအဲ့တုန်းကထောင်ကနန်းပဲမြန်မာကြက်ငွေနဲ့တွက်မယ်ဆိုရင်ထောင်ကျော်ပဲရပါတယ်လစာသူအမှတင်ပြနေပါတယ်တဲ့တင်ပြတော့အဲ့ဒီရေခင်းတို့အစိုးရကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာသူကပါဝင်ခဲ့တယ်လို့ပြောပါတယ်ပါဝင်ခဲ့တဲ့နောက်မှာတော့သူ့ရဲ့ဒီကျောင်းအုပ်ကသူ့ကိုခေါ်ပြီးတော့ခတိကဖြစ်တဲ့ဆရာခမောင်ဦးကိုခေါ်ပြီးတော့ခင်ဗျားအလုပ်ထွက်တော့လို့ပြောပါတယ်တဲ့ပြောတော့သူကလည်းပဲမှန်ကန်တဲ့ဘက်ကရက်တည်တဲ့သူမို့လို့ဟုတ်တယ်ထွက်ဆိုလဲထွက်တယ်သူနဲ့သူအခြားလုပ်ပေါ်ကံဘက်တွေကလည်းဒီအာနာရှင်စနစ်အဲ့တော့မဆလာပေါ့အာနာရှင်စနစ်ကိုမကြိုက်ကြလို့သူတို့လည်းနှုတ်ထွက်ခိုင်းတာကိုနှုတ်ထွက်ပြီးတော့အကုန်ထွက်လိုက်ကြတယ်တဲ့ထွက်လိုက်ပြီးတော့သူတို့ဟာနိုင်ငံခြားသင်္ဘောလိုင်းမှာချက်ချင်းဒီ officer အနေနဲ့အလုပ်ရပါတယ်ပညာတတ်တွေကိုပညာသည်တွေကိုလုပ်တော့သူ့ရဲ့လစာကိုမဖြစ်မနေအိမ်ပြန်ပို့ရတဲ့အကြောင်းတွေအဲ့ဒီမှာပဲတခါမလေးရှားနိုင်ငံရေချောင်းသိပ္ပံကနေပြီးအလုပ်ခေါ်တယ်ဆိုပြီးမိတ်ဆွေတယောက်ကပြောလာတော့သူသွားပြီးအလုပ်လျှောက်တဲ့အခါမှာ3ဘတ်တော်တင်သူချက်ချင်းအလုပ်ခံတယ်ဟိုရောက်တဲ့အခါမှာလည်းသူ့ရဲ့ထားတဲ့ facility တွေအကြောင်းတွေရှင်းပြတယ်ဘယ်လိုနေရတယ်တားသမီးယူတော့ဘယ်လိုကြောင်းကားနဲ့အလုပ်ဒီကုမ္ပဏီကအကြောင်းကားနေပြီးကြိုပို့ပေးတယ်လစာကိုလည်းသူကနှိုင်းရှင်ပြပါတယ်ဒီမြန်မာပြည်မှာဂရိကအဖြစ်နဲ့တိုင်းပြည်နယ်လူမျိုးကိုချစ်လွန်းလို့အလုပ်လုပ်စင်ရသူက1000ကျော်ပဲရခဲ့တဲ့အချိန်မှာဟိုမှာမလေးရှားမှာချက်ချင်းအလုပ်သွားလုပ်တဲ့ခါမှာ1000ကျော်ဖြစ်သွားတယ်10ဆ12ဆလောက်ဖြစ်သွားတယ်ဖြစ်သွားသူရင်ထုမနာရေးထားတဲ့စာသားလေးကျွန်တော်အခုတည်းတည်ပါတယ်မြင်နေရပါတယ်ဘာလဲဆိုတော့တဲ့လစာ1000လောက်လေးပေးပြီးတော့နော်ကိုယ်နိုင်ငံမှာပညာရှင်တွေကိုအလုပ်ခန့်လို့ရပါလေနဲ့အဲ့ဒီကျောင်းမှာသင်ပေးမဲ့ဆရာမရှိမှန်းသိသိနဲ့အာနာရှင်တွေအလိုမကျမောင်းထုတ်လို့နော်မောင်းထုတ်လိုက်တယ်ဆိုတဲ့လုပ်ရက်ကိုပညာသည်တွေကိုတန်ဖိုးမထားဘူးဆိုတဲ့အာနာရှင်တွေရဲ့လုပ်ရက်ကိုသူကဝမ်းနည်းစွာနဲ့ရင်ဖွင့်တာဖြစ်ပါတယ်အဲ့တော့ဆရာနာရှင်ဆိုတာပညာသည်ကိုတန်ဖိုးမထားပါဘူးဒါအစဉ်ဆက်ပညာရှင်တွေအားလုံးသိရှိပြီးတဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့တော့ဆိုတော့ဖက်စစ်တပ်ထဲအကြမ်းဖက်တပ်ထဲကိုကျွန်တော်တို့ဆင့်သွားကြည့်အောင်
ဖက်စစ်တပ်ထဲမှာရှိနေတဲ့သူတွေရဲ့ပညာရည်ချင်းအုံနောက်ကိုကျွန်တော်ကိုရင်းနဲ့ရှင်ပြီးတော့နဲလေးနှမ်းရှင်ပြကြပါတယ်အခုလက်ရှိ social media တွေမှာအများစုကတော့တီးပြီးသားပါတချို့တွေကတော့မသိသေးတော့ထင်အောင်ထင်မရှိမှာပေါ့ကျွန်တော်ရဲ့ page အောက်မှာအုံနေချင်းနဲ့ဝင်ရေးကြတာတွေတွေ့ပါလိမ့်မယ်ဒီကောင်မရင်းကောင်ဒီကောင်ဟာလက်အောင်ငယ်သားတက်ချက်ကြီးရဲ့ဇနီးကိုကြာခိုပြီးတော့ထောင်ချထုတ်ပြခြင်းခံရတဲ့ကောင်ဒီကောင်ဟာတပ်ဖွဲ့ဝင်ချင်းတော့မှခြားစင်တော့မှသစ္စာမဆောင်တည်တဲ့မရင်းကောင်သစ္စာဖောက်ဆိုပြီးတော့တွင်းကြရေးနေကြတာတွေ့ရပါလိမ့်မယ်တချို့ကယုံထင်ကြောင်ထင်ပေါ့ဟုတ်လိမ့်နို့ပေါ့တော့ဖြစ်စဉ်လေးကိုကျွန်တော်ကရှင်းပြခြင်းပါတယ်ဒါဟာဖက်စစ်ကြမ်းဖက်စစ်တပ်ကတံပြန်ဝါရဖြန့်ချီရန်ရအောက်ကစနစ်တကျဖွဲ့စည်းထားတဲ့လုပ်ငန်းစဉ်တစ်ခုကိုအကောင့်ထဲပေါ်ကြတဲ့အုပ်စုဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအစိတ်ပိုင်းကိုအဲ့ဒီကျွန်တော်ကိုမရင်းကောင်လို့ဆွဆွဲကြတဲ့အထက်မှာဘူးလက်လဆွေလိုလူမျိုးပေါ့တော်တော်ကိုယ်စီလေလူဘူမူကြီးအဆင့်ရှိတဲ့လူမျိုးတွေအစပါခဲ့တယ်နော်အခုချိန်ထိလည်းကျွန်တော်လိုက်ပြန်ထောက်လန်းကြည့်တာရရှိအဆင့်တွေရရှိကြီးအဆင့်တွေဒီကျွန်တော်ကိုမင်းမရင်းကောင်ဆိုပြီးတော့သူတို့ကဆွဆွဲနေကြတာတွေ့ရတော့ကျွန်တော်အဲ့ဒါနဲ့အတွင်းထဲကိုကျွန်တော်လှည့်ပတ်ပြီးတော့ထောက်လန်းကြည့်လိုက်တော့ကျွန်တော်တက်ကထွက်ပြီးတဲ့နောက်ပိုင်းပေါ့နော်ကျွန်တော်ကိုပုံရိပ်ဖြတ်ဖို့အတွက်ကျွန်တော်နိုင်ငံရေးမှုနဲ့ထောင်ကြရော electronic ad နဲ့ပုံမှန်33ကကြီးနဲ့ထောင်လဲကြရောအဲ့ဒီအချိန်မှာလည်းကျွန်တော်ရေးသားထားခဲ့တဲ့ဒီ blog တွေကစစ်တပ်ပြုရင်ပြောင်းလဲရေးစာတမ်းတွေစောင်းပါးတွေကအမြောက်အများကျွန်တော်ဖန်ဆီးခံရတဲ့အချိန်တရားရုံးတင်တဲ့အချိန်မှာပုံနှိပ်ထုတ်ဝေထားတာကျွန်တော်ရေးခဲ့တဲ့စာတွေပုံနှိပ်ထုတ်ဝေထားတာဒီလောက် A4 နဲ့တစ်ထပ်ကြီးရှိတယ်တဲ့အဲ့ဒါကိုတန်းရွှေအာနာရှင်တန်းရွှေကျွန်တော်ရဲ့အမှုတွဲ file ကြီးကိုသူ့စပွဲမှာတင်လာပြီးတော့ကျွန်တော်တို့ရေးထားတဲ့အချက်လက်တွေကြည့်လို့မင်းတို့စစ်တပ်ကြီးဒီလောက်ပြက်နေတာကိုမင်းတို့ငါ့ကိုဘာလို့မပြောလဲဆိုပြီးတော့စူဆဲမန်မဲကြတယ်ဆိုပြီးတော့ကျွန်တော်ကိုအခုတော့ကွယ်လွန်သွားပြီဖြစ်တဲ့ဘူမူမျိုးနိုင်ပေါ့နော်တငယ်ချင်းကသူလွတ်တော်ကိုယ်စားလှယ်ဖြစ်စဉ်ကာလကသူအတွေ့အကြုံတွေနဲ့ပြန်ကြားခဲ့ရတော့ကျွန်တော်ပြန်ပြောပြပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော် electronic ad နဲ့ထောင်ကြတယ်ဒါပေမဲ့စစ်တပ်ကဖက်စစ်အာဏာရှင်စနစ်ကပျက်စီးယိုယွင်းနေတာတွေကိုကျွန်တော်ကွက်ကွင်း2008အဲ့ကာလကတည်းကကျွန်တော်ကရေးသားဖော်ထုတ်လာတော့ကျွန်တော်ကိုနာမည်ဖြတ်ဖို့အတွက်ဘာလုပ်လိုက်လဲဆိုတော့သူ plot တစ်ခုဇာညွှန်းတစ်ခုရေးဆွဲလိုက်ပါတယ်တဲ့ဒီဖြစ်စဉ်ကိုလည်းကျွန်တော်ပြန်ကြားရတာပေါ့နော်အဲ့ဒါကြောင့်လေဒီအရာရှိကြီးအစ်စ်ဘူးလက်လှဆွေလိုလူမျိုးတွေအစားကျွန်တော်ကိုမရင်းကောင်ဆိုပြီးတော့ရဲရင်းပေါ့ကျွန်တော်ဆိုရင်ဗာလဲသူတို့စာတမ်းမှာတော့သူတို့ချုပ်ဝေတဲ့စာဆောင်မှာတော့ကျွန်တော်ဟိုရေးတာတွေ့လိုက်ရပါသေးတယ်ကျွန်တော်ထောင်ထဲမှာတော့ဖတ်လိုက်ရအောင်ဆိုတော့သူတို့ဘာကြောင့်ဒီလိုမျိုးကျွန်တော်မရင်းကောင်လို့ပြက်သားဆွဆွဲရဲလဲဆိုတော့သူတို့တက်တည်ရှိတယ်တဲ့မင်းမရင်းမှုကျူးလွန်ခဲ့တဲ့အမှုတွဲငါတို့ဖတ်ရတယ်လို့ပြောပါတယ်တဲ့ဟာကျွန်တော်အံ့ဩသွားတယ်ကိုယ်တိုင်ဖြစ်တဲ့ကျွန်တော်တော့မသိတဲ့ကိစ္စဆိုအဲ့နဲ့ကျွန်တော်ပြန်ထောက်လိုက်တော့ကျွန်တော်နဲ့တဒတ်ထဲခမ19မှာ1998ကနေ2001လောက်ထိအတူတူနေခဲ့တဲ့အရာရှိတယောက်ကကျွန်တော်ကိုပြန်ပြောပါတယ်သူကကျွန်တော်တဲ့အနေနဲ့အသက်ကြီးတယ်သူကရန်ဂါကနေပြီးတော့ဟိုအခြားဆင်းကနေပြီးအရာရှိဖြစ်လာတဲ့တယောက်ဖြစ်ပါတယ်သူကပြန်ပြောတယ်ဟာညီလေးတဲ့မင်းငါတို့ရှိစဉ်တော့ဖြစ်ခဲ့တဲ့တဲကြီးဘူကြီးနဲ့တက်ချက်ကြီးဇနီးကိစ္စမှတ်ပြီးတယ်မဟုတ်လားအမှတ်မိပါတယ်လို့အဲ့ဒီကာလကျွန်တော်တို့က KM နဲ့တခုမှ refit ပေါ့သင်ခန်းစာအတွက်စစ်စင်ရေးတခုထွက်နေတဲ့ကာလဖြစ်တယ်ကျွန်တော်ထင်တယ်99နဲ့2000အဲ့ဝင်းကျင်မှာပဲ1999နဲ့2000ခုနှစ်ဝင်းကျင်မှာပဲကျွန်တော်တို့ကတက်ကရှည်တန်းထွက်နေတဲ့အချိန်မှာနောက်တန်းမှာကြံခဲ့တဲ့တဲကြီးဘူကြီးကကြောက်ဖြူမန်အောင်ဖက်ကဇာတိသားပါကျွန်တော်သူ့နာမည်တော့မပြောတော့ပါဘူးသူကတဲကြီးဘူကြီးကရရှိတဲရင်မှုတွေရှည်တန်းမှာအကုန်သွားနေကြတယ်နောက်တန်းမှာကြံခဲ့တဲ့အချိန်မှာသူကတက်ချက်ကြီးဇနီးတယောက်ကို rape လုပ်လိုက်ပါတယ်တက်ချက်ဇနီးတယောက်ကို rape လုပ်တော့အမှုကြီးကျယ်ဖြစ်တယ်ပေါ့သူအရင်မူပြီးတော့အဲ့နဲ့ကျွန်တော်တို့ရှည်တန်းပြန်လာတော့သူ့ကိုဒီစုံခုံနေပါဖွဲ့တရားရုံးနေပါနဲ့ဆိုသူ့ကိုထောင်ချထုတ်ပစ်လိုက်ပါတယ်ဒါဖြစ်စဉ်အမှန်မှာကျွန်တော်ရှေ့စဉ်ကာလခမရ19မှာအားလုံးလည်းသိပါတယ်ဒီ1999 2000ဝန်းကျင်ခမရ19နဲ့ဆွာမျိုးပတ်လည်ရလူတွေအားလုံးသိပါတယ်ဆိုတော့အဲ့ဒီမဒိမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်နေရာမှာမဒိမှုကျွန်းလွန်တဲ့ဘူကြီးရဲ့နာမည်နေရာမှာအမှုတွဲမှာသူ့နာမည်စားကျွန်တော်နာမည်နဲ့သူ့ BC စားကျွန်တော် BC ကို Photoshop နဲ့ပြင်ပြီးတော့တက်ထဲမှာဖြတ်ပါတယ်တဲ့ဟာနေမျိုးစင်ဆိုတော့ကောင်ကြည့်လေဒီမှာတွေ့လားအဲ့ဒီကာလကလည်းလူတိုင်းတော့ကြားလိုက်တာပေါ့တက်ထဲကလူတွေဟာဒီကောင်တော်တော်ရက်ဆက်တဲ့တဲကြီးဘူကြီးကွာဘူကြီးဆိုတဲ့ကောင်စောက်သုံးမကြတဲ့ကောင်တက်ချက်ကြီးဇနီးကိုတောင်ကြာခိုးတဲ့ကောင်ဆိုလူတိုင်းတက်ထဲကကောင်တွေတော်တော်များများ online လာနေတဲ့အမှုဒီအမှုနာမည်ပါကျွန်တော်ထောင်ထဲမှာဆရာနာရှင်စနစ်ကိုဝေဖန်လို့ထောင်ကျနေတဲ့ကျွန်တော်နာမည်ထည့်ပြီးတော့သူကဖြန့်ကြည့်လိုက်တော့ကျွန်တော်ကတကယ်ပဲမဒိမှုကျွလွန်ခဲ့တဲ့လူတယောက်လို့အများစုကထင်သွားဖိုင်တွဲမြင်ရတာဟုတ်ဒါနဲ့သူတို့ကရဲတင်းတင်းကျွန်တော်ဆွဆွဲကြတာပေါ့မင်းမဒိကောင်ပဲငါတို့ကိုယ်တိုင်ဖိုင်တွဲမြင်ရတာအဲ့တော့ကျွန်တော်ဒီနေရာမှာထပ်ရှင်းပြဒီလိုဖိုင်တွဲကိုတော့မှစနစ်တကျအကွက်ကြရုပ်မာပြီးတော့နာမည်ပြောင်းထည့်ပြီးဝါဒဖြန့်ချီလိုက်တဲ့စနစ်ဆိုးကြီးကိုဖြစ်စဉ်ဇစ်မြစ်ကိုမမြင်မတွေးပဲနဲ့ငါတို့တက်တည်မြင်ရတာပဲဖိုင်တွဲ Photoshop နဲ့ပြင်ထားတဲ့ဟာကိုအစ်စ်လို့ဒီမြင်ရတာပဲတီယူတန်တစောက်ထိုးဆွဆွဲနေပြီဆိုကြတဲ့
ဒီမင်းအွန်လိုင်းရဲ့ရရှိကြီးအဆင့်လူတွေဟာစင်ကျင်တုံတရားသုံးသပ်နိုင်စွမ်းမကားနော်သူတို့ကိုဗန်းစကားနဲ့ပြောရင်ဂျင်းကောင်းကောင်းထည့်လို့ရပြီခိုင်းစားလို့ရတဲ့ကျွန်လူတန်းစားဖြစ်နေတာကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဆိုတော့ပြောချင်တာပညာတတ်တွေမဟုတ်ဘူးပညာမဲ့တွေဖြစ်တယ်ပညာမဲ့မို့လို့သာ Photoshop နဲ့ပြင်ထားတဲ့စာတစ်ခုကိုဖြစ်စဉ်စစ်စစ်မြင့်မြင့်မလေ့လာဘဲနဲ့ဆွဲခံရတဲ့နစ်နာသူကျွန်တော်ကိုယ်တိုင်အဖြစ်မှန်ကိုရှင်းပြနေရမယ်ဟဲ့ကြားမိရပဲကွာငါကိုယ်တိုင်ဖိုင်တွဲမြင်ရတာဆိုပြီးကျွန်တော်ကိုဆိုတော့ပြောချင်တာ